အားလုံးပဲမင်္ဂလာပါကိုရီးယားရဲ့ချုံမြို့မှာရှိတဲ့ဟမ်းမြို့မှာကျွန်တော်ဘာလုပ်ခဲ့လဲကြည့်ကြအောင် let's go ကျွန်တော်တို့ရောက်ထားတဲ့ပထမဆုံးအနေနဲ့စပိန်ကားတယ်စပိန်ကားကကျွန်တော်တို့တနာရီကို$3,300ပေးရတယ်ပေါ့နော်တစ်ယောက်စီးနှစ်ယောက်စီးကြတော့$3,500အစားသားရှိတာပေါ့နော်ကျွန်တော်အဲ့လိုနဲ့စပိန်ကားပြီးတော့ကျွန်တော်တို့တကယ်ချင်းအဖွဲလာကျွန်တော်စပီးစီးရပေါ့နော်စပီးစီးပြီးတော့ဟမ်းမြို့ဘေးကိုစပီးစီးပြီးတော့ကျွန်တော်ပတ်သွားခဲ့တယ်โอเคဒါတော့ကျွန်တော် species อ่ะဗောလက်လွတ်စီးမယ်ဆိုပြီးတော့နည်းနည်းချင်းချင်းပြောလက်လွတ်စီးပြီးတော့စတားနေတာဗောနော်လက်လွတ်ပြီးတော့နင်းနေ speed နင်းပြီးတော့ကျွန်တော်ညနေဆောင်လာတော့ကျွန်တော်နေဝင်စီးသားကြည့်မယ် speed အဖို့အချိန်ရလိုက်ပြီးတော့ကျွန်တော် speed တော့အပ်တယ်တော့အပ်ပြီးတော့ဒီညနေဝင်စီးသားကြည့်တော့နေလုံးကတော့မမြင်အောင်အားနဲ့ကျွန်တော်တို့မုတ်လေးပါလေးဝယ်ပြီးတော့ထိုင်ပြီးတော့စားရတောက်တယ်ထိုင်လာတရားအောက်တက်တဲ့ဖြစ်သွားတော့အလှတွေအရင်မမြင်ရဘူးပေါ့နော်ဒီရထားဖြတ်သွားတဲ့တိတ်မမြင်အောင်ကျွန်တော်တရားဝင်ပဲထိုင်ပြပြစားရင်တောင်းရင်လည်းပဲအချိန်ကုန်ပြီးတော့ကျွန်တော်တို့ပြန်လာခဲ့ပါတယ်ဒါကတော့ကျွန်တော်ရှောက်ရခဲ့တဲ့ပုံလေးဖြစ်ပါတယ်ကြည့်ရှုပေးခြင်းလူတယောက်ချင်းကြောင့်လည်းအားလုံးကျေးဇူးတင်ပါတယ်ကိုစိတ်နဲ့ပဲချမ်းသာကြပါစေ